ဒီကောင်ကတော့ဒီ AD ပေါ့နော် IG AD ရဲ့ရှေ့မီခလုတ် system လေနော်ဒီကောင်တွေက16 model ဒါတော့နော်ဒီ IG ခလုတ်မှာ IG ခလုတ်မှာပြီးတော့2ဆင့်စီတော့အဲ့2ဆင့်မှာဒီမှာကြည့်ဒီမှာ2ဆင့်အဲ့ဒါကိုဆရာတို့သွားပြီးတော့ဒီ2ဆင့်ဆရာတို့သွားပြီးတော့ကျိုးခွထိုးလို့မရဘူးနော်အရေးကြီးရနော်သူကျိုးခွထိုးလိုက်တယ်ပြောမှာလေးဒီကျွန်းသွားလိမ့်မယ်နော်သတိထားနော်အယုံရဲ့ဒီကောင်ကျိုးခွထိုးလို့ရလားမရဘူးเนาะအမြဲတမ်းမှတ်တာဒီကောင်လေးကျိုးခွထိုးလို့မရအောင်နားရလားဘာကြောင့်ကျိုးခွထိုးမရလဲဒီမှာဒီမီး socket နှစ်ခုမှာစနစ်မတူဘာကြောင့်စနစ်မတူလဲဆိုတော့အဲဒီမီးအတွက်စနစ်တစ်ခုနဲ့ဟောဒီတိုင်ခွက်အတွက်ကစနစ်တစ်ခုတိုင်ခွက်အတွက်မီးကဘယ်ထီက12ဘိုးနဲ့အဲ့လိုလုပ်တယ်ဒီအရှိမီးအတွက်မီးကတိုင်အုပ်ကနေလို့လုပ်တာသတိထားဟုတ်နော်တိုင်အုပ်နဲ့အရှိမီးတီးရိုင်းတို့အဲ့လိုလုပ်ကြတာအဲ့ဒါကိုသတိထားမှားလို့မရအောင်မှားထိုးမိတာနဲ့အရှိမီးကျုံမှာအပြီးဆိုင်ပဲဟုတ်နော်အဲ့ဒီမှာဆိုလို့ရှိရင်ဆရာတို့က socket နှစ်ခုရှိလို့ဆိုပြီးပုံမှန်ဘိန်းအရင်ဘိန်းလိုမျိုးသူတို့တစ်ခွထိုးတယ်ပြီးတော့ဒီ socket မှာလည်းဒီလိုပေါ့အရင် model အနှိမ့်တွေမှာလိုမျိုးဒီကျိုးတွေခွထိုးလို့အဲ့လိုခွထိုးလို့မရဘူးနော်မရဘူးနော်အဲ့ဒါကိုရှာသတိပေးတာလုံးဝခွထိုးလို့မရဘူးနော်မှန်လားနော်